မြို့လုံးတဲ့ရူညာဘဟုဝမ်းဘုံရတန်တို့ဒီမတဲ့ကလူစိတ်မှန်တဲ့ခင်လို့ဝင်ကြွားတဲ့ကြောင်းတော်ကြီးကညာပိုင်းနဲ့မြတ်တော်မှာတင်လို့ဒီကားဒီ15दिनနဲ့ကျူရဲ့ဒီကျုံစင်ရက်ရာသာဒီသဘင်လေးနဲ့လာရင်ကြည်မှုမြစ်ချေပြုလို့သင်ကြားခဲ့အစွမ်းကိုသိပါသင်မုန်းတဲ့လေလွမ်းအောင်ဖို့သင်္ကန်းဟောင်းလေးစီရောက်ခဲ့နေဆိုဒီကားလေးအသာဖွင့်ရတာဝင်ကြည့်သေးလို့ခန်းရှိတင်မိုးချီကဆရာဆက်ဆက်ရေးကြွေကြတဲ့ခွေးမနေတဲ့မြေလူမုံကလေးများကိုမောင်ချစ်ကခါလက်ကလေးနဲ့အသာယူလို့လားသေချာဆန်းစစ်ကြည့်လိုက်မယ်ဆိုဒီနေ့တိုင်းမတွေ့ချောင်သေးတယ်ဆရာနှဖူးဘောကစေတနာချွေးကလေးတွေဆိုမာပွင့်တဲ့ပန်းလေးလို့ကြံတန်းခြင်းရဲ့ဒီဆရာများရဲ့စေတနာအလားနဲ့ဘယ်များရဲ့ခိုင်မာရွယ်ကြောင့်ဟိုမိုးတဲ့ကျေပန်းစံစင်ဖို့ဒီရောင်းကလေးကြီးဆိုကြောင်းကလေးများနဲ့သူသိနေသလိုမှန်တဲ့ကလေးတို့ရွှေမှန်တဲ့ကလေးအခုဆိုနှစ်တရားတိုင်းကြီးတို့ရွှေမှန်တဲ့ကလေးတို့ရွှေမှန်တဲ့ကလေးတို့ရွှေမှန်တဲ့ကလေးအခုဆိုနှစ်တရားတိုင်းကြီးတို့ရွှေမှန်တဲ့ကလေးတို့ရွှေမှန်တဲ့ကလေးတို့ရွှေမှန်တဲ့ကလေးအခုဆိုနှစ်တရားတိုင်းကြီးတို့ဝေယကပြိုဝေယကတို့ဝေယကကိုအိုးဝေမန်းတော်သူကြောင်းတော်သာမောင်ပြည့်ဝနေနေလေးတို့ဝေဒီမှာပြန်ဆုံးလို့အပေါ်လို့တို့ရွှေမန်းတဲ့ကလေးတို့ရွှေမန်းတဲ့ကလေးတို့ရွှေမန်းတဲ့ကလေးအခုဆိုနှစ်တရားတိုင်းကြီးကိုla la 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 do shri mande gdo do shri mande gdo do shri mande gdo aku so nitya dai goဒါလေးပြောပြပါအောင်ဆရာစကားလေးဟုတ်ကဲ့ဒီနေ့လေးခန်းနာနဲ့ပတ်သက်ပြောပြပါအောင်တော့ဒီခန်းနာမှာကျွန်တော်ခရီးသား6ဦးပါဝင်ပြီးတော့အမတ်တရားကြီးပတ်တရားတောင်းလေးတွက်တယ်ကျွန်တော်ပြောပြပါရယ်ဟုတ်ခရီးသားတွေအကုန်လုံးကျွန်တော်ဆက်လက်ပြီးတော့လည်းဒီသားအောင်မြင်ပါပြီလို့ဆုတောင်းပါတယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်နားလေးမပြတ်သွားတာမကောင်းဘူးဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်ကြာပါရဲ့ဘောကြီးရောနော်ဟုတ်ထားပြီးတော့ပြီးတော့ကျွန်တော်တို့ဒီနောက်ပိုင်းရှင်းနေတယ်